မာနဲ့စားနေပြီးတော့လှုပ်ရှားအောင်ပဲကျွန်တော်ဇုံဆက်နားလေးပါကျွန်တော် YG လှုပ်ဖြစ်နေတော့ဗျာအေးခေါ်လိုက်တယ်တော့အိမ်နေပြီဆိုရင်နေတော့ YG တပ်ပါတီ join မှာတော့ရမယ်ကျွန်တော်အားလုံးကတော့တိုးနေခဲ့ရင်းနဲ့ကျွန်တော်ဇုံထဲတော့သွားနေခဲ့ပါပြီအဲ့ဒါမှာ Say Cloud Granite ကိုတော့တောင်းချောက်ပဲလက်ကမချပဲကင်ထားရဆိုမှလည်းတစ်ဖက်မှာကျွန်တော် Granite ပြန်ပြက်တယ်အဲ့ဒါ Say Cloud ရဲ့ Granite ကလှုပ်ဖြစ်သွားမလားကျွန်တော်ထင်တာတော့လှုပ်တော့ဖြစ်သွားဗျာမေလိုအီးတွေကျွန်တော်အထီးရနာနေတဲ့နေသားတစ်ခုမှဆိုရင်လည်းအကောကွာမာနဲ့အီးရမေလိုတစ်ကောင်တော့ကျွန်တော်ရလိုက်ပြန် nice ကျွန်တော်အီးရမေလိုလေးတွေအနေနဲ့တော့တစ်ကောင်ပဲကြံတော့မေလိုမော်မယ်စောက်ချုံးတည်းမေလိုအနေနဲ့ကတော့စားတင်ပြီးတော့ကျွန်တော်ဖုန်းနေခဲ့ပြချမ်းမကြီးပါတားတွေကိုဂယူးဆိုင်နေအောင်ရေးဆေးတွက်တွေနောက်ပွဲမသုံးရမှာဆိုလို့လားမသိဘူးဆိုသုံးနေခဲ့တဲ့အနေသားတခုတော့ညင်နေခဲ့ရပြီဗျာအေးအခုမှကြောက်ပါပြီအခုမှလန့်ပါပြီအခုမှတားကိုမေလို့ကြောက်ပါပြီဆိုခွဲလေးပေါ်ပြေးဖို့တော့ကြိုးစားနေဆိုမလဲအဲ့မောင်မယ်တော့ကျွန်တော်ကားပေါ်နေတော့ပြန်ပြစ်ဖို့တော့ကြိုးစားနေတော့မယ်အဲ့တော့ကျွန်တော် YG Smart ချားတော့တောက်ရောက်ပြစ်လိုက်ခြင်းနဲ့ပဲကျွန်တော် YG တွေနဲ့အေးမေလုံးလေးတော့ကျွန်တော် Y ကောက်လုံနိုင်ခဲ့ပြီဗျာအဲ့တော့ခန့်မ YG DK 4K ပြီးတော့ရာယူထားသေးတယ်ဒါပေမဲ့တယောက်ကတော့နှုတ်ခံလိုက်ရပြီဒါပေမဲ့ပြန်ကယ်လို့ချမဲ့နေတာတစ်ခုမှတော့ရှိနေပါသေးတယ် YG ရွှေ့နေမှာပါရောက်ရင်ကောင်းလိုက်တာရောက်ရင်အီးရကောင်တွေကိုငါလုံးနဲ့မှမပေးတာမင်းလားအေးမင်းလားအေးဆိုပြီးတော့မေးပြီးတော့မနေခဲ့ပြီဗျာအဲ့တော့နောက်တော့ခေါ်လိုက်ကကောင်တွေကိုပါထပ်ပြီးတော့အိမ်နေရှင်းနေပဲ YG Champion Defender အနေနဲ့အကောင်းဆုံးတော့စော့ပြနေခဲ့ရှင်းနေပဲကျွန်တော်ကားနဲ့ကွယ်နေခဲ့ရပြီခေါ်လိုက်ကကောင်အဲ့တော့မှတော့မာနဲ့ထပ်ပြီးတော့ပဲကျွန်တော် Granite လမ်းပြီးတော့ထုရဲဆိုတဲ့အနေတော့မှအဲ့ Granite လေးကထိလိုက်စမ်းမှာကွာတစ်ချက်တော့အသက်ပြောက်ဆိုတဲ့အနေတော့မှကွက်တီပဲထိနေရင်းနဲ့ပဲ Say Cloud Granite တွေကြားထဲမှာတော့ခေါ်လိုက်တသိန်းလုံးတော့ White ကောင်ဖြစ်သွားပြန်ပါပြီCome on, let's go YG, let's go YG. So တောင်းချောက်တော့တိုးနေရှင်းနေမယ်အောက်မှာ NS တွေတော့ကြံအောင်မယ် IDA တော့ကြံအောင်မယ်ဆိုမလဲ YG ၄ယောက်လုံးတော့တိနေပါသေးတယ်ကျွန်တော်ရွှေနလာတွေစနေပြီးတော့လှုပ်ပြနေခဲ့ပြီနော်ကျွန်တော် YG Smile တော့နေခဲ့ပြီဒီမှာ YG Roy ပြန်ကင်မတော့ရမယ်ဗျာအဲ့တော့မာနဲ့တောင်းချောက်ပဲကျွန်တော် Granite တွေတော့ကင်နေရဆိုရင်မလဲ Smile တော့ပြန်ကယ်လို့ရတဲ့နေတာတစ်ခုမှတော့ရှိနေပါသေးတယ်ဘာနဲ့ဝင်လာရင်တော့အကုန်လုံးပြစ်ခွဲလို့ရတဲ့နေတာတစ်ခုမှရှစ် Granite ဒါပေမဲ့ကျွန်တော်ကားမေးကိုပဲကြာသွားတယ်တော်တော်အဆင်ပြေနေထုံးပဲဗျာကျွန်တော် YG come on နောက်တစ်ယောက်ကိုပြန်ကယ်လိုက်ပြီဆို၄ယောက်တော့ပြန်ရှင်တန်ပဲနေတာတစ်ခုမှတော့ရှိတယ်အဲ့တော့မှကျွန်တော် Say Cloud ကိုတောင်းချောက်ပဲပြစ်ဖို့ကြိုးစားရဆိုမလဲ Say Cloud မနော်သေးဘူးပြန်ပြီးတော့တွေးပါဖြည့်လို့ရပါသေးတယ် Granite မိုးတွေတောင်းချောက်ပဲမေလို့တိုက်တယ်နေကျွန်တော်အိမ်မို့လို့ကြိုးစားနေတယ်ဆိုရင်မလဲဒီတော့မထိပါဘူးမထိပါသေးနဲ့ကွာဟိအောင်အဲ့တော့မှကျွန်တော် Roy ကြီးထိသွားခဲ့ပြီဗျာထပ်ပြီးတော့ Granite တွေပြန်ပေးဖို့ကြိုးစားတယ် YG မာနဲ့အကောင်းဆုံးတော့ပြန်ပြီးတော့ခံပြစ်ပြီးကြိုးစားနေတယ်ဆိုရင်မလဲဒီဘက်ကကျွန်တော် NS တွေတပ်ပါတီ join တာမေလို့တွေကွာတပ်ပါတီပါ join ကလိုင်းရနေမာနဲ့ပြန်ပြီးတော့တိုင်တန်ကောင်တော့ထားခဲ့ပြီဗျာအဲ့တော့ YG နဲ့တော်တော်အထိနာနေခဲ့ပြီကျွန်တော်ရွှေမာတွေအထိနာနေတယ်ဆိုမလဲမာနဲ့အကောင်းဆုံးတော့ကျွန်တော်တိုင်တန်တွေကိုပြန်ပြီးတော့အိမ်ထားနေမယ်ကျမ်းပါပါညာတော့ဘူးစားအောင်မယ်ဒီမှာကျွန်တော် zone pressure လေးလာနေခဲ့ပြီတိုင်တန်နဲ့ NS ဆိုင်တော့ပို့ပြီးတော့ကောင်းမဲ့ဖက်တဲ့တစ်ခုလို့ကျွန်တော်လွတ်ပေးခဲ့မှတော့ရတော့မယ်ဗျာအဲ့တော့ကျွန်တော်မာနဲ့ဖာလုံးမောင်ဒီမှာ Say Cloud ကျန်သေးတဲ့ Titan တွေနဲ့တပ်ပါတီဝင် join လာရအလုပ်တော့ဖြစ်နေတုံးမယ်ကဲကျွန်တော်နှစ်ယောက်တည်းကျန်တဲ့အနေသားတခုမှတော့ဘာလို့မကဲပါလားချီကားနဲ့မနောက်ကိုတော့ပြန်သွားဖို့ကြိုးစားနေတဲ့ NS ကောင်ကတော့ကျွန်တော်တို့ရွှေမာနဲ့ကိုတော့ကျွန်တော်ဖြတ်ပြီးတော့နော်ထားသေးတယ် Say Cloud တယောက်ပဲကျန်တော့မယ့်အနေသားတခုမှတော့ကျွန်တော်တို့ Titan တွေနဲ့ NS ကိုတော့ထပ်ပြီးတော့ pressure ပေးနေတယ်မေလို့ NS နဲ့မေလို့ Titan နဲ့အရင်ဗတ်ဆန်လိုက်တော့ပိုကောင်းမယ်ဗျာအဲ့တော့ YG နေနဲ့တယောက်ပဲကျန်တော့တဲ့အနေသားတခုမှတော့တောက်ချောက်ပဲကျွန်တော် pressure တော့ပေးကနေရရင်လည်းပဲ Roy ရတော့အပါခေါ်ကန်လိုက်ရပါပြီSay Cloud ရတော့ဖြတ်ပြီးတော့ prone နေတော့မာနက်ကိုလည်းကယ်လို့မရတော့တဲ့နေသားတစ်ခုမှတော့ရှိနေသေးတယ်ဗျအဲ့တော့ကယ်ဦးမှာလားရလို့ရသေးတယ်စုံမချက်သွားခဲ့ပြီကဲ YG ဒီမှာလည်းခွေးချောင်းချောင်းနေတာရအောင်ခွေးချောင်းချောင်းနေမင်းတို့ဟိုဘက်နဲ့ချတယ်မှာကဲတော့မကြောက်တိုက်တယ် pressure ထပ်ပေးမှတော့ရမယ်ဒီဘက်က NS အနေနဲ့ကတပ်ပါတီ join နေတာရအလုံးမဖြစ်ဘူးဗျအဲ့တော့တော့တောင်းချောက်ပဲကျွန်တော်မာနက်အနေနဲ့ကတော့ဘလုံးမများတော့ဘူးကျွန်တော် Say Cloud ကမများတော့ဘူးဆိုတော့အဆုံးမှာတော့ကျွန်တော် YG ချက်3နဲ့ပဲခြေနဲ့လိုက်ရတယ်ဗျလူတွေကွာညက်ပြစ်တာကွာအေးလိုမျိုးတွေကဲတော့ကျွန်တော် Radon နဲ့ပဲတောင်းချောင်းပဲစပေးဖို့တော့ကြိုးစားနေဆိုရင်ဒီမေလိုတွေအခုကြမထိတော့ဘူးလားငါလိုပါလားအခုကြမထိတော့ဘူးပြစ်လေကဲတော့ကျွန်တော် NS အနေနဲ့ပို့ပြီးတော့ပဲကြီးပဲကွာကြီးပဲကွာဒီကောင်းနေရဟဲ့အောင်ဒီကောင်းနေနိုင်တော့တယ် NS ဝနာ chicken တကောက်လို့စားသုံးသွားခဲ့ရပါ